ဒီကတော့ဘာပြောချင်လဲဆိုတော့ဒီနေ့မိုးရေရွာနေပေါ့နော်မိုးရေရွာတော့ဘာပြောချင်လဲထီးတွေကိုသွားလိုက်ရဆိုရင်ထီးတွေယူသွားတဲ့ကြားတယ်ဟုတ်နေပူလဲစောင်းမိုးရွာလဲစောင်းမိုးယူသွားတဲ့အတိုင်းကိုရောက်တဲ့နေရာမှာနားနေပြီးတော့မိုးတိတ်သွားတာရှိတမမို့နေအေးသွားရှိအဆိုရင်ထီးကိုယူဖို့ရသတိမရကြတော့တော်တော်များများမေးတယ်ဘာလို့ဆိုတော့ကိုစီကိုဖုံးဆက်ပြီးတော့အမြဲတမ်းဒီဂိမ်းမှာဆိုအမြဲတမ်းပြောထီလေးမင်းနေခဲ့လို့တိမ့်ထားပေးပါအောင်ဆို10ရောက်လောက်ရှိအားကြောင့်မို့လိုတဲ့ချိန်ကြတော့ထီကိုတတိယမိုးလည်းရက်သွားပြီးနေလည်းအေးသွားပြီဆိုရင်ထီလေးကိုမေ့သွားဒီမိုးတွေမှာအဲ့ဒီဟာလေးတတိထားပေးဖို့ပေါ့နော်ကိုသွားတဲ့အခါလိုချင်မှတန်တာမနေကြပါနဲ့ထီလေးတွေကိုတတိတရားနဲ့ပြန်ယူသွားကြပါထီတစ်ချောင်းကိုဈေးရလည်းမနေဘူးနော်ဈေးရလည်းကြီးနေအားကြောင့်ဘယ်အနေနဲ့ဈေးရကြီးနေရတဖြည်းဖြည်းနဲ့ကြီးဖို့ပဲရှိရသေးတာမရှိဈေးရတရိပ်တက်ဖို့ပဲရှိနေပူရင်လည်းစောင်းဖို့မိုးအေးရင်လည်းမိုးရွာရင်လည်းစောင်းဖို့နေလည်းမပူမိုးလည်းမရွာအောင်ဆိုတော့မနဲ့ဒီကိုလန်းသွားတဲ့အခါမှာထောက်ကူပြုဖို့ထီလေးကိုသတိတရားနဲ့ပြန်ယူပါခဏထီမေးလို့မလို့တိမ့်ထားပေးပါအောင်ဆိုတဲ့စကားလေးမပြောရအောင်ကိုလိုတဲ့အချိန်မှာလည်းထီလေးကအစင်သင်ဖြစ်နေအောင်သွားလေရမှာထီလေးကိုသွားတော့ပါသွားတယ်အပြန်ကြရင်လည်းထီလေးကိုပြန်ယူဖို့ရမမေးကြပါနဲ့ဒီနေ့တော့ဒါလေးကိုပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုမိုးတွင်ရောက်လာပြီဖြစ်လို့ပါသွားလေရမှာထီဆောင်မှာထီဆောင်မိလည်းထီလေးကိုပြန်ယူဖို့ရတတိယပါမိုးတွင်ရောက်ပြီဆိုတော့မိုးကအင်ကြီးတွေယူသွားပါမိုးကအင်ကြီးနဲ့ဆင်ပြေမဲ့လူကမိုးကအင်ကြီးကိုစောင်းထားတာအကောင်းဆုံးပါမိုးရွာတော့မှမိုးကအင်ကြီးကိုတတိမရပါနဲ့ကျိုးပြီးတော့အခုကတည်းကမိုးကအင်ကြီးထီတွေကိုစောင်းထားကြပါလို့ပြောချင်ပါတယ်စာရိုနာဒိုဘိုင်ဘိုင်